ငယ်တွေလုပ်ငန်းဝင်တော့မယ်ဆိုရင်ကြိုတင်ပြင်ဆင်ရမယ့်အရာတွေကနံပါတ်1ကတော့ဘာလဲဆိုတော့စိတ်နေစေတာတူပေါ့စိတ်နေစေတာကဘာလဲဆိုတော့ငါဘလူပဲဖြစ်ဖြစ်ဘလူလူမျိုးတွေနဲ့ပဲဖြစ်ဖြစ်လှုပ်ဆောင်နိုင်တယ်အလုပ်အတူတူလုပ်နိုင်တယ်ဆိုရင်စိတ်နေထားဖို့လိုရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မိဘအိမ်မဟုတ်တော့တဲ့အတွက်ကြောင့်မိဘလူမျိုးကျွန်တော်တို့ view design တင်ကြားပြောပြသပေးမဲ့သူတွေတွေ့မှာမဟုတ်ဘူး။အမျိုးသောလူမျိုးတွေတွေ့နိုင်တယ်။အဲ့အတွက်ကြောင့်အသင်ခံနိုင်တယ်ဆိုမှကျွန်တော်တို့အစီအစဉ်လေးနောက်တစ်ခုကတော့ဘာလဲဆိုတော့ပညာရက်ကိုကျွန်တော်တို့ကြိုတင်လေ့လာသွားကိုကဘာဝနာပါလဲဆိုတာသိတယ်ဆိုရင်အစကလေးကသင်တန်းနေတဲ့လေ့လာစရာရှိတာနှစ်ပိုင်းခြားတစ်ခုလေ့လာပြီးတော့မှလုပ်ငန်းကိုဝင်စီခြင်းတယ်အဲ့လိုမျိုးမဟုတ်ဘူးကိုကဘာလုပ်ရမှမသိဘူးဆိုရင်ကဲဟုတ်ပြီငါအလုပ်တစ်ခုလုပ်မယ်အဲ့ဒီအလုပ်တွေကိုရောက်တဲ့ခါကျရင်အဲ့ဒီအလုပ်ကနေသင်ပြီးသမျှကိုသင်နိုင်တယ်တချို့လူငယ်တွေပြောကြတယ်ဟာလုပ်ငန်းဝင်မှာအရင်နေတဲ့ခါကျတော့ကျွန်တော်မလုပ်နိုင်တဲ့အတွက်ကြောင့်ရက်ပိုင်းနဲ့ထွက်တာရှိတယ်ကျွန်တော်နှစ်ပိုင်းနဲ့ထွက်တာနှစ်ပိုင်းတော့မဟုတ်6လဆိုတစ်နှစ်တော့မပြည့်နဲ့ထွက်တာရှိတယ်အဲ့ဒါတကယ်တော့မကောင်းဘူးကျွန်တော်အလုပ်လုပ်ဘူးတယ်ကျွန်တော်လည်းငယ်ကနေကြီးလာတာဖြစ်တယ်ကျွန်တော်ပထမလို့မှာ9နှစ်ခွဲကြာတယ်ဝါသနာပါလို့မဟုတ်ဘူးအဟုတ်ပြီမဲ့လည်းကျွန်တော်တောင်းကြောင်းပြောင်းလဲမမမထူးနိုင်ဘူးအဲ့တော့အဲ့ဒီလုပ်ကိုကျွန်တော်9နှစ်ခွဲတီလုပ်ခဲ့တယ်အဲ့တော့နောက်ပိုင်းမှာတော့ကျွန်တော်ဝါသနာပါတဲ့အနည်းပညာအလုပ်ကြောင်းလဲလုပ်ကန်ခဲ့တယ်လုပ်ကန်ခဲ့တဲ့အခါမှာကျွန်တော်အခုချိန်မှာဆိုရင်ကျွန်တော်73နှစ်တိုင်ရှိခဲ့ပြီကျွန်တော်သင်ကြားရေးနယ်ပယ်မှာလုပ်တယ်ဒီလိုတူပဲစောက်ချလုပ်ကန်တယ်အဲ့တော့ဒီလိုလုပ်ကန်နေစောက်ချလုပ်ကန်တဲ့အခါကျတော့အားဖြစ်တယ်အဲ့ဒီနယ်ပယ်ကျွမ်းကျင်တယ်ကျွမ်းကျင်မှုကနေတစ်ဆင့်ဒီလိုအများကြီးပြင်ညာနေကြတာဒီဟာလေးကျွန်တော်ပြောချင်နောက်တစ်ခုတော့ဗာလေးပြောချင်တယ်ဆိုတော့လုပ်ငန်းဝင်တဲ့အခါမှာအားကြောက်မဲ့ဖြစ်ဖြစ်ဒါသည်နှစ်အပိုင်းခြားတစ်ခုလုပ်မယ်ဆိုတော့ကျွန်တော်တွေးထားဖို့လိုတယ်အဲ့တော့အတွေ့အကြုံလားလိုချင်လို့လုပ်တာတော့မှန်ပေမဲ့တစ်နှစ်တောင်မပြည့်ဘူးဆိုတဲ့ experience ကဒီလိုပြောလို့မကောင်းဘူး။ကျွန်တော်နေ့ဘာလုပ်ဘူး။ကျွန်တော်လုပ်ဘူးလေဘယ်လောက်လုပ်ဘူးလဲကျွန်တော်3လပဲလုပ်ဘူး2လပဲလုပ်ဘူးလေ6လပဲလုပ်ဘူး။အဲ့ဒါဒီလုံးဝမကောင်းဘူး။ကျွန်တော်ဘယ်မှာဘယ်လောက်လုပ်ဘူးလဲကျွန်တော်တစ်နှစ်တိတိလုပ်ဘူးတယ်။အဲ့မှာတစ်နှစ်တိတိကိုဘာကြောင့်ဘယ်လိုမျိုးကျွန်တော်လုပ်ခဲ့တယ်။စူးစမ်းလုပ်ခဲ့တယ်ကျွန်တော်ကဘာပညာရခဲ့တယ်။လုပ်နေခြင်းသွင်းမှာအကောင်းဆုံးလုပ်တယ်။တစ်နှစ်ပြည့်ရဲ့အချိန်မှာဘာလို့ထွက်လဲဆိုတဲ့ဟာမျိုးကိုအင်တာဗျူးမှာမေးလိမ့်မယ်။အဲ့မှာကျွန်တော်တို့အကြောင်းပြချက်ကောင်းဖို့လိုရတယ်။ကျွန်တော်အစင်မပြေလို့ထွက်တာကျွန်တော်နေလို့ထွက်တာလို့ဒီလိုသွားပြောမယ်ဆိုရင်နောက်တစ်လို့ကလည်းကျွန်တော်တို့ခန်းနိုင်ကြီးအမတန်နဲတယ်ပေါ့နော်အဲ့တော့ကျွန်တော်မဝင်ငင်ကလေးကသင်သမျှဟာကိုလက်ခံနိုင်တယ်ဆိုတော့တွေးထားဖို့လိုအပ်တယ်နောက်တစ်ချက်ကတော့ကျွန်တော်ရေရှည်လုံနိုင်မှုစဉ်းစားသိချင်တယ်အလုပ်ပြောင်းဟိုပြောင်းဒီပြောင်းလုပ်တာမျိုးပြည့်စုံချင်ဘူးအဲ့တော့များသောအားဖြင့်အလုပ်ထောက်ချောက်ပြောင်းတာကရည်ရွယ်ချက်နဲ့မကိုက်လို့ပြောင်းကြတယ်နှိမ့်နဲ့ထင်းလို့ပြောင်းကြတယ်အဲ့တော့အစကတည်းကခုဘာဝနာပါလဲဆိုတော့ရည်ရွယ်ချက်ကိုတက်မဲ့ရှိတယ်ဆိုရင်အကောင်းဆုံးမဟုတ်ဘူးဆိုတော့လုပ်ငန်းခွင်မှာသင်ပေးသမျှကိုယူပြီးတော့ငါဘာဝနာပါလဲဒါကိုတွေးပြီးတော့ကျွန်တော်တို့ရွေးချယ်စီစဉ်နေအားလုံးကြီးတင်ပါတယ်။မှန်တကယ်တမ်းများမှုနဲ့တကယ် transformation ဖြစ်ချင်တဲ့ဆိုရင်ယူဖို့လာပါ။